Okay ကျွန်တော်တို့အကောင့်ဖွင့်မယ်ဆိုရင်ကျွန်တော်တို့ဒီ login ကိုတွားစရာမလိုပါဘူးကျွန်တော်တို့ registration ကိုတွားရပါမယ် registration ကိုအစိမ်းအောင်လေးကိုနှိပ်လိုက်ပါနှိပ်ပွားရင်ဒီမှာကျွန်တော်တို့ဒီ one click ကိုနှိပ်ပါမယ်အပေါ်ဆုံးကဟာလေးပေါ့နော်ဘိုင်ဖုန်းနဲ့သုံးလဲရပါတယ်ဘိုင်ဖုန်းကတော့ကျွန်တော်တို့ကတော့မလို့တော့တိတ်ပြီးမကောင်းလို့ကျွန်တော်မပြောတော့ပါဘူး Okay one click နဲ့သွားပါမယ် one click ကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားရင်ဒီအပေါ်ဆုံးက3ခုကတော့ဖြည့်ပြီးသားဗျဘာမှလုပ်စရာမလိုပါဘူးကိုကစင်ကာပူတို့မလေးရှားတို့နိုင်ငံခြားရောက်နေရဆိုလို့ရှိရင်တော့ဒီဘာမီ just MMK နေရာလေးမှာကိုရောက်နေတဲ့နိုင်ငံရဲ့ငွေကြီးအမျိုးအစားလေးပဲပြောင်းပြရမှာပါအပေါ်ကနိုင်ငံလေးပြောင်းရပါမယ်အခုကကျွန်တော်တို့မြန်မာမှာပဲဆိုတော့တပူတိုင်းလေးရပါတယ်ပြီးတော့ဒီ promo ကုန်းနေရာလေးမှာသူက BYD 300ထည့်ရပါမယ်အကြီးတွေပါကြီးပဲအကြီးတွေပါပဲထည့်ပြီးွားရင်ရပါပြီပြီးရင်ဒီဟာလေးမှာအမှန်ရှစ်လေးရှစ်ပါအမှန်ရှစ်လေးရှစ်ပြီးွားရင်ကျွန်တော်တို့ register ကိုနှိပ်ပါမယ်အစိမ်းအောင်လေးကိုနှိပ်ပါမယ်နှိပ်လိုက်ပါပြီခဏလောက်ဆောင်ပါOkay ဒီဟာလေးကတော့ဒီအခုပေါ့နော်အသုံးပြုနေတဲ့သူက AI တွေဖြစ်မှာစိုးလို့ပေါ့နော်သူကကာထားတဲ့အနေထားမျိုးလေးပါဗျအဲ့တော့ဒီ go ကိုကျွန်တော်တို့ကရှူးပါမယ်ဆိုတော့ဒီ MMA အလဲမှာဒီဟိုတနေရာမှာပေါ့နော်အခုကကြတော့အလဲမှာရှိတယ်ဗျခါကြလို့ချင်းတောင်းနေမှာရှိရဒီဘောလုံးဆိုတဲ့အလုံးလေးကိုဒီအဝိုင်းလေးတွေကိုထည့်ရမှာပါဗျအောက်ကမြားလေးကိုဆွဲပြီးတော့ထည့်ပါမယ်ကျွန်တော်တို့ဝင်ဝိုင်းဆိုရပါပြီဝင်ဝိုင်းရင်လွှတ်လိုက်ပါလွှတ်လိုက်ရင်ကျွန်တော်တို့ကအဲ့ဒါဆိုရင်မဝင်းပြအဝိုင်းလေးတွေကိုတီချာမကြလို့ပေါ့နော်အခုကျွန်တော်ပြန်ထည့်ပါမယ်ဒါဆိုအဝိုင်းလေးတွေကိုတဲဝိုင်းပြဒါဆိုရင် success ဖြစ်သွားပါပြီအကိုးွားတယ်ပေါ့ဗျာOkay ဒါဆိုရင်ကျွန်တော်တို့အကောင့်ပွင့်သွားပါပြီကိုပွင့်သွားတဲ့ဟာလေးက user name ကအပေါ်ကခဏလေးတွေပါ passport အောက်မှာပါပါတယ်အဲ့ဒါလေးကိုscreenshot ရိုက်ယူထားပါယူထားပြီးရင်ပို့ပြီးတေချာအောင် copy ကိုပါနှိပ်ပါနော် copy လေးပါနှိပ်ပြီးတော့ home လေးနဲ့ထွက်ပြီးတော့ကိုယ့်ရဲ့ notepad လေးထဲမှာမှတ်ထားပါnotepad လေးထဲမှာမှတ်ထားမယ် okay အဲ့ဒါရင်မှတ်ပြီးသွားရင်ခုန voice back ပြန်သွားမယ်ပြီးကျွန်တော်တို့ next ကိုသွားပါမယ် next ပေါ့ဗျာပါပါမယ်ဒါဆိုရင်ကျွန်တော်တို့အကောင့်ပွင့်သွားပါပြီအကောင့်ပွင့်သွားပါပြီဒီမှာငွေထည့်ပြီးတော့ဒီမှာအစိမ်းအပေါင်းလေးကိုနှိပ်ပြီးငွေထည့်လို့ရပါတယ်ဆိုတော့ငွေထည့်မယ်အကြောင်းလေးမပြောခင်အကောက်ကတော့ပွင့်သွားပါပြီဗျကျွန်တော်တို့ကဒီတိုင်းတော့ငွေတော့ထည့်ဆိုလို့ရပြီဒီတိုင်းစွန့်မယ်ဆိုလို့ချင်းငွေပြန်ထုတ်တဲ့အချိန်ကျရင်အကူတို့ထုတ်မရဘူးဗျဘာဖြစ်လို့လဲဆိုတော့ profile တွေမဖြည့်ခဲ့တော့အဲ့တော့ကျွန်တော်တို့ profile တွေဖြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ကအောက်ညာဘက်အဆုံးက menu လေးကိုနှိပ်ပါ menu ကိုနှိပ်ပြီးရင်ညာဘက်အပေါ်ဆုံးက setting လေးကိုနှိပ်ပါနှိပ်ပြီးသွားရင်ဒီမှာ security setting လေးကိုနှိပ်ပါနှိပ်ပြီးသွားရင်ဒီမှာတွေ့လားဒီမှာ6ချက်ပေါ့6ချက်ကိုဖြည့်ရပါမယ်6ချက်ဖြည့်လို့ချင်းကျွန်တော်တို့ဝင်ပြန်ထုတ်လို့ရပါပြီအဲ့တော့ဒီဖုန်းနံပါတ်ကိုခဏထားလိုက်ပါပြီးရင် security setting security question ကိုသွားပါမယ် security question မှာဒီ
နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒီမှာ select question လေးကိုထပ်ပြီးတော့နှိပ်ပါနှိပ်ပြီးသွားရင်ဒီမှာဗျသူချပေးတာဥစား2 4 6 8ခုလောက်ရှိရအ8ခုရှိရတစ်ခုခုကိုဖြည့်ပေးလိုက်ရင်ရပါတယ်ဒီမှာဆိုလို့ရှိရင်နံပါတ်2က your favorite team ကိုဝင်လိုက်ပါကျွန်တော်ဆိုအဲ့ဒါလေးနဲ့ဝင်ပါတယ်ပြီးရင်အဲ့ your favorite team ကိုကိုကအောက်ကနေဖြည့်ပေးရပါမယ်ပြီးအောင်ဆိုဥပမာကိုက Real Madrid ဆိုရင် REAL Real ဆိုရပါတယ်ကိုမှတ်မိနိုင်မယ်နေတာပေါ့ဗျာတစ်ခုခုပေါ့ Real ရပါပြီအဲ့ဒါပြီးလို့ရှိရင်ရေးပြီးရင်အောက်က save ဆိုတဲ့အပြာစာတန်းလေးကိုနှိပ်ပါဒါဆိုရင်အဲ့ဒါလေးတစ်ခုစိမ့်သွားပါပြီစိမ့်သွားရင်ရပြီကျွန်တော်တို့ကဘာမှလုပ်စရာမလိုပြီးရင်ဒီအောက်ကtwo factor ကိုခဏထားပါပြီးရင် personal profile ကိုသွားပါမယ် personal profile ကိုနှိပ်ပါနှိပ်ပွားရင်ဒီမှာပဲကျွန်တော်တို့ကဖြည့်ပေးရပါမယ်စာနေအကိုရဲ့နာမည်ပဲအခုကျွန်တော်ရဲ့နာမည်ကိုထည့်မယ် AUNGR နော်ဒီမှာနာမည်အောက်မှာ2နော်ပြီးရင်ဒီနာမည်3ကတော့ပြည့်စုံမလို့ဗျဒီမှာ date of birth အကိုရဲ့ date ထည့်မယ် date ထည့်မယ် okay date ထည့်ပြီးရင် date of place ရန်ကုန်ပေါ့ဗျာဟိုတိတိကျကျကြီးမလို့ဗျာသိလား YANGON ရန်ကုန်ဒီမှာ region ဟိုတဲ့ရန်ကုန်ပဲထည့်ရတယ် YANGON ရန်ကုန်ပဲထည့်မယ်ဒီ city ကိုလည်း city ကိုကြာဒီမှာအလုံးကိုကရန်ကုန်ထည့်ထားတဲ့ခါကျအလုံးဒေါပုံလှိုင်းပါညာကုကောပေါ့နော်ထည့်မယ်ကျွန်တော်ကလောဆယ်လှိုင်းထည့်လိုက်တဲ့ဒီမှာ resident address ကိုရန်ကုန်ထည့်ရပါတယ်ရန်ကုန်ဒီမှာ document type ကတော့ကိုကအလဲဟာလေးနှိပ်ပေါ့နော်ဟိုဒါရမပုတ်နေနံပါတ်ကိုပြောတာပေါ့နော် NRC နိုင်မယ်ဒီမှာ serious ကိုကြော်လိုက်ရတယ်ဘာမှမဖြစ်ဘူးဒီမှာ document number မှာအကိုရဲ့မပုတ်နေနံပါတ်ပေါ့နော်ဒါမှမဟုတ်ကိုမမီလွယ်မဲ့နံပါတ်ပေါ့နော်ဒါမှမဟုတ်မမီပဲနဲ့ဒီတိုင်းရေးလိုက်လဲရတယ်ဗျအခုဆိုရင်ကျွန်တော်3လုံး6ရေးလိုက်မယ်3 4 5မှာပေါ့နော်3 4 5 9 8ခုရေးလိုက်တယ်ရပါတယ်ပြီးရင်တရ issue ပေါ့နော်တရ issue ကတော့ဒီနေ့ date ပေါ့နော်ဒီ date ပဲထည့်ရတော့အောက်မှာတော့ဒီမှာတော့မြန်မာလို့ရေးလိုက်ပေါ့နော်MYANMA မြန်မာဒါလည်းအားလုံးပြီးသွားပြီဆိုလို့ရှိရင် save လေးကိုနေလိုက်ပါ save okay change made successfully ရပြီရ okay ဒါဆိုရင်စိမ့်သွားပြီတွေ့လားနံပါတ်5ပေါ့နော်5စိမ့်သွားပြီဒီအောက်ဘေးဆုံးဟာလေးကိုတော့ email login visa email လေးကိုဒီဘက်ကဟာလေးကို on လိုက်မယ် on လိုက်မယ်ဆိုရင် तू ကစိမ့်သွားမှာဗျခဏဆောင်ပါဒီလားစိမ့်သွားမှာဗျစိမ့်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီအပေါ်ဆုံးကဖုန်းနံပါတ်မထည့်လဲရတယ်ထည့်တော့ပိုကောင်းတာပေါ့ဗျာတစ်ကောက်တည်းပဲသုံးကျင်တဲ့သူတွေအတွက်ကတော့ထည့်ရကောင်းတယ်ဗျကိုကအကောက်ကိုခဏတချို့ရှိရဗျာတစ်ကောက်ပြီးတစ်ကောက်ချင်းပြီးဆိုတာဆိုလို့ချင်းဖုန်းနံပါတ်မထည့်လဲရတယ်သိလားဖုန်းနံပါတ်မထည့်ဘူးကျွန်တော်လည်းအဲ့လိုပဲဆိုရင်ဖုန်းနံပါတ်မထည့်ဘူးဒီအောက်က two factor ကတော့ထည့်ဘူးဗျမလို့ဆိုတာတချို့သူကတော့အောက်ကိုလုံးချုံထားတာပေါ့နော်ကိုကခဏမိတဲ့ခါကျ2 factor ပဲမသုံးဟော9လဲတခါလဲတန်းထုတ်တယ်သူဆိုတဲ့ခါကျတော့ဒါကြီးမလို့တော့ဘူးလေဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီရလေးဒီလိုပြတ်သွားပြီဆိုလို့ရှိရင်ဒါဘိုးပြန်ထုတ်လို့ရပါပြီဗျာနော်ဒါရပါရင်ဒီအပေါ်မြားလေးနဲ့ဘယ်ဘက်အစုံဆုံးကဘယ်ဘက်အစုံအပေါ်ဆုံးကမြားလေးနဲ့ပြန်ထွက်ပါနော်ပြန်ဝင်ကြည့်ပါ security setting ကိုပြန်ဝင်ကြည့်ပါနော်ဒီမှာဆိုရင်ဒါဆိုလို့ရှိရင်ပတ်စံထုတ်လို့ရပါပြီဒီမှာပြန်ထွက်မယ်ဒါဆို2အောင်တွေ့လားအောင်2အောင်ကျွန်တော်နာမည်အောင်2ပါပဲဒါပေမဲ့ခုနအကောင့်ဖွင့်လိုက်ရ2အောင်ဖြစ်သွားတယ်ဒါပါတော့ဒါဆိုလို့ရှိရင်ရပြီဗျနော်ဒါအကောင့်ဖွင့်နည်းလေးပါဗျနော်ဟိုကတော့အကောင့်ဖွင့်ပြီးတော့အကိုငွေထည့်ပြီးတော့စော့လို့လည်းရပြီပြန်ပြီးတော့ထုတ်လို့လည်းရပြီပါဗျဟုတ်ကျွန်တော်နောက်တစ်ခေါက်မှာဟို
ဘယ်လိုငွေတွင်းရမလဲဘယ်လိုငွေထုတ်ရမလဲကိုဆက်ပြပေးပါမယ်ဗျနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်good night ပါ